ကျွန်တော်တို့ကလုံးမဲ့တွေဖြစ်ကုန်ကြတယ်ဟုတ်လားလုံးမဲ့တွေဖြစ်ပြီးဆိုရင်ကျွန်တော်တို့ဒီဟာတွေကတော်တော်များများပွဲသားနဲ့သွားရမယ်နော်ပွဲသားနဲ့သွားပြီးဆိုရင်စမတ်ချင်းတွေပေးရမှာဟုတ်လားစမတ်ချင်းတွေပေးရမှာဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ကပွဲသားတွေကိုမယုံနဲ့လိုင်းမော်ပွဲသားတွေရဲ့အခုကျွန်တော်ဒီချုံကူလီမှာဆိုရင်ဒါလက်ရှိဒါမြို့နယ်စော်ဝါဒီကန်အခုလာတာဒီနေ့လာမြို့နယ်စော်ဝါဒီကန်နော်ဒီမြို့နယ်စော်ဝါဒီကန်မှာဆိုရင်ကိုတို့ရဲ့ passport ဘောပါမင်းစာတမ်းတွေပြည့်စုံနေဆိုရင်ဒီစော်ဝါဒီကန်မှာလာပြီးတော့တဦးတယောက်ချင်းကိုဖောင်နဲ့ကိုလာပြီးတော့ဒီမှာအလုပ်လာပြီးတော့ကူညီတောင်းလို့ရတယ်အခုဒီစော်ဝါဒီကန်တွေမှာလည်းဘောကြီးသက်တွေတော်တော်များများလူလိုတယ်ဆိုရင်ဒီစော်ဝါဒီကန်ရုံးကိုလာကြတယ်အခုဒီမှာစမတ်မဲ့လာပြီးတော့ကိုတို့ပြောမှဆိုရင်လာစမတ်ကူညီတောင်းနေဆိုရင်ညာစမတ်ချင်းမပေးရတော့ဘူးနော်ဒီကျန်းခေါက်ကြီးတို့ဘာလို့မပေးရဒီမှာဆိုရင်သမင်းကျွေးတဲ့ဟာတွေပါအကုန်လုံးစော်ဝါဒီကန်ရဲ့ဥတွေတိုင်းဒီဘောကြီးသက်တွေကပြီးလုပ်ပေးရတယ်တကယ်လို့လှုပ်လိုချင်တယ်တကယ်လို့ကိုကလုံးမရှိဘူးလုံးမဲဖြစ်နေတယ်ဆိုရင်ဒီမြို့နယ်ကိုနေတဲ့မြို့နယ်အသီးသီးတော်ဒီကန်တွေတော်လို့ရတယ်ကိုနေထိုင်တဲ့အသီးသီးကြံငံတွေပါလှုပ်ကိစ္စသွားပြီးတော့ကူညီတောင်းလို့ရတယ်နော်လိုင်းပေါ်ပွဲသားတွေယုံမလွယ်နဲ့နော်လိုင်းပေါ်ပွဲသားတွေနဲ့ယုံလွယ်ပြီဆိုရင်ကျွန်တော်တို့တွေကဘာဖြစ်လဲဆိုတော့အခုပွဲသားတွေဘယ်မှာနေမှန်းလည်းမသိပွဲသားတွေအချက်လည်းမရှိဘယ်ရဲစခန်းမှလည်းမှုဖွင့်လို့မရတယ်လို့ဘယ်မြို့နယ်တိုင်းမှာတရားစွဲလို့မရဘူးနော်ပြီးရင်လည်းကျွန်တော်တို့တွေဒီပွဲသားမှုတွေဆိုရင်ထိုင်းအာဏာပိုင်ဖွဲ့စည်းကြဘာတွေပြောလဲဆိုတော့ကျွန်တော်တို့တွေကဒီမြန်မာပြည်သားတွေတားမြစ်ထားတဲ့လုပ်တွေလုပ်နေတဲ့အတွက်သူတို့တွေကအကျွေးတောင်းပေးနေရတာဖြစ်တဲ့အတွက်သူတို့ထိုင်းဆိုရရလဲချက်လည်းမရှိရင်မလုပ်ပေးဘူးเนาะအချိန်ကျရင်ထိုင်းဆိုရရလည်းပြစ်မတင်နဲ့လုံသမားကြီးလုပ်တဲ့ဖွဲ့စည်းတွေကိုလည်းပြစ်မတင်နဲ့မသေးကြမီရတဲ့ပွဲသားတွေနဲ့တွားကြတာဟုတ်လားအဲ့ဒါဒီမှာသေးကြရေရတဲ့ရုံးတွေမှာလာပြီးပူညီတော့နော်ဒီနေ့လာတာစော်ရီကန်နော်ဒီရုံးတွေမှာတကယ်လို့လှုပ်လို့ချင်းကိုယ်ကိုလာပြောကျွန်တော်တို့တော့ကြားပြီးတော့ထိုင်းဆိုရရုံးတွေမှာတရားဝင်လှုပ်လို့ရတယ်ဆိုတော့ပြောပြတာပွဲသားတော့မဟုတ်ဘူးနော်ဟုတ်ကဲ့ဗျာအခုလဲကြာပြီ